ကိုယ့်ဘောမကောင်းတဲ့လူတွေကိုယ့်ဘောမှာမရိုးသားတဲ့လူတွေကိုဘာကြောင့်ကောင်းပေးနေရတာလဲဘာကြောင့်ကိုယ့်ဘက်ကရိုးသားနေရတာလဲလို့မေးလာရင်ကိုယ့်အဘောဒီလောက်မကောင်းတာကိုမသိဘူးလားလို့မေးရင်သိတာပေါ့ကိုယ်လည်းငတုံးမှမဟုတ်တာအသက်အရွယ်တွေလည်းရလာနေပြီလေကိုယ့်အဘောမကောင်းတဲ့လူတွေကိုလည်းသိတယ်ကိုယ့်အဘောကောင်းတဲ့လူတွေကိုလည်းသိတယ်ကိုယ့်အဘောမရိုးသားတဲ့လူတွေကိုလည်းသိတယ်ကိုယ့်အပေါ်မှာအထင်သေးအမြင်သေးနဲ့ရမလားလို့စမ်းပြီးတော့မှစမ်းတတ်တဲ့လူတွေကိုလည်းသိတယ်ဒါဆိုရင်ဘာကြောင့်ကောင်းမင်းနေတာလဲလို့မေးရင်ဘဝကတူတူလေးပဲရှင်သန်နေရတဲ့ဘဝအခိုက်အတန့်လေးမှာလူတိုင်းရဲ့အပေါ်မှာစေတနာထားပြီးဆက်ဆံပေးမယ်လို့ဆုံးဖြတ်ထားခဲ့တယ်လူတိုင်းကိုမေတ္တာပေးမယ်လို့ရည်ရွယ်ထားခဲ့တာအေးချမ်းစေခြင်းလို့လူတိုင်းရဲ့အပေါ်မှာရိုးရိုးသားသားနဲ့စာနာထောက်ထားပြီးဆက်ဆံပေးမယ်ကရုဏာမျက်လုံးနဲ့ကြည်ပေးမယ်လို့ဆုံးဖြတ်ထားခဲ့လို့အေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်ခြင်းလို့မသိခြင်းအောင်ဆောင်နေခဲ့ရတာသူတို့ဘက်ကကိုယ့်အပေါ်ကိုကောင်းပေးရမယ်ဆိုတဲ့မျှော်လင့်ချက်ကိုအစောတည်းကမထားခဲ့ဘူးကိုတတ်နိုင်တဲ့လောက်ပဲစေတနာထားပေးမယ်မေတ္တာထားပေးမယ်စာနာပေးမယ်ဆိုတဲ့အတွေးတွေပဲရှိခဲ့ဘူးလားကိုကတော့စေတနာထားပေးတယ်မေတ္တာထားပေးတယ်နားလည်မှုတွေပေးတယ်တိခန့်စိတ်တွေမွေးပေးတယ်ကိုပေးလိုက်တဲ့လူကလက်ခံနိုင်ဖို့အတွက်ဉာဏ်ရည်မမီဘူးလက်ခံထိုက်တဲ့ဘုံကံမရှိဘူးဆိုရင်တော့လေတန်ဖိုးမဲ့သွားတာမဆန်းဘူးလေသူမှတန်ဖိုးမထားတတ်တာပဲဒါကြောင့်ဘယ်သူမှကိုယ့်ဘော်ကိုမကောင်းကျင်နေပါစေကိုယ့်ဘော်ကောင်းတဲ့လူနဲ့ပဲတွေ့ဆိုးတဲ့လူနဲ့ပဲတွေ့ရမလားလို့လာပြီးတော့စမ်းတတ်တဲ့လူတွေနဲ့ပဲတွေ့အနိုင်ကျင့်နေတဲ့လူတွေနဲ့ပဲတွေ့ကိုတတ်နိုင်တယ်လို့ကောင်းပေးလိုက်ပါဘာပဲဖြစ်ဖြစ်ကိုဘဝဟာငြိမ်းချမ်းဖို့အရေးကြီးတယ်စေတနာမေတ္တာတွေကိုစော်ကားတဲ့လူတွေကတော့ဘဝကဘယ်ငြိမ်းချမ်းပါမလဲနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေဝေတိကေပရာဏမေယေဒုရိနာဒါယလိဆိုင်နာ